အားလုံးပဲကိုဒေတာယူပြီးတော့ရုံးခန်းထဲကိုအစည်းအဝေးလုပ်ဖို့လာဖြစ်တာအကိုဟိုကူကလေမနေ့ကမှအလုံးဝင်တာဆိုတော့တထင်းမှကြောင့်ဘာမှမသိသေးဘူးအဲ့ဒါလေအစီအဝေးလုပ်တဲ့ခါကျရင်တတိထားစရာရှိလားယင် ဘာမှတတိတစားမရှိပါဘူးဘလို့တတိမအရန်သဘောကောင်းတာတခုပဲညီမတတိမခေါ်ထားတဲ့အတွင်းရေးမှုအသစ်ဆိုတော့တတိမရဲ့အရေးကဲကိုကြည့်အလုံးချင်းစကားပြောအဲ့ဒါတော့ပါပဲ ဒီနေ့အစည်းအဝေးခေါ်ရတဲ့ရည်ရွယ်ချက်ကပြီးခဲ့တဲ့၃ဘက်ကစွမ်းဆောင်ရည်ကိုတရင်ပို့ပြီးတော့အချက်အလက်တွေကိုမျှဝေကြမယ်ကဲကိုတို့ကယူပြောပါ ဟုတ်ကဲ့ကျွန်တော်တို့ရှစ်ဘက်ကကြိုတင် plan ချခဲ့တဲ့အတိုင်းပေါ့နော်အကုန်စီစဉ်ဖြစ်ခဲ့ပါတယ်ပြီးတော့အားလုံးရွေးခဲ့တဲ့ plan တွေကမထင်တာလောက်အောင်အလုပ်ဖြစ်တာကိုလည်းတွေ့ရတယ်ပြီးတော့လူသစ်တွေကအများကြီးတိုးလာပြီမဲ့ကျွန်တော်တို့ foundation ကိုခံအောင်ဆောက်ထားခဲ့တော့ပြဿနာသစုံတရားမရှိခဲ့တွေ့ရပါတယ်ခင်ဗျပြီးတော့ဒါပေမဲ့ကျွန်တော်တို့အခုအချိန်တွေကိုကျွန်တော်တို့ကရောင်းရဲတင်းနေလို့မရဘဲနဲ့လမ်းနယ်တွေကိုဖောက်ရမှာပါrevenue တွေ profit တွေထည့်ရလာဖို့ plan တွေအကောင့်နဲ့ပေါ်ရမယ်BD ချမှတ်ထားတဲ့ plan君の虜になってしまえばきっとこの夏は充実するのもっと噂の dream မဖြစ်ရညလုံးချင်းစကားပြောရလေအစီအစဉ်မှာ でも気持ちは伝えてしまえばいつかကိုစိတ်မဆိုးတော့ဘူးနော်ကိုလေးကိုတောင်းပါနဲ့နော်ကိုအမနော်ကိုနဲ့နောက်ဆိုရင်ဖြစ်တော့ဘူးနော်ကိုတို့ရည်သားတတန်နဲ့အတော်ကြာနေပြီပဲလေနော်ဒီလိုပဲကွာရန်ဖြစ်လိုက်ပြန်ချက်လိုက်နေအချိန်ကြီးကြာကြီးဖြတ်တန်းခဲ့ကြတာပဲကွာအမဲနဲ့ဆင်ပြေတဲ့တွဲဆိုတာလောကမှာရှိမှမရှိရဘူးဟုတ်တယ်မလားပြဿနာတစ်ခုအမြဲတူတူဖြေရှင်းပြီးတော့ရှေ့ဆက်ကြရပဲလေကိုလုံးဝစိတ်မဆိုးတော့ဘူးနော်လုံးဝတေးကြတယ်စိတ်မဆိုးတော့ဘူးကိုလည်းစိတ်ကဘာမှမထားနဲ့တော့နော်လာပေါင်းကိုစီလာပေါင်းလေးနောက်ဆိုရင်ကိုတို့ရန်ဖြစ်ကြတော့ဘူးနော်အဲ့ဆိုကိုပြောမယ်ကိုကြည့်အောင်အဲ့ဓာတ်ယူချက်တအားယူဆိုရဓာတ်ကြီးကကိုနဲ့မလိုက်ဘူးကိုအစ်ပြန်ဝင်မယ်အခုအဲ့ဓာတ်ယူလွတ်လိုက်နော်မလိုက်ဘူးဘာလို့လဲဆိုတော့အဲ့ဓာတ်ကြီးနဲ့ကိုထိခိုက်မှဆိုလို့လीနော်ကိုတခုခုဖြစ်သွားရင်ကိုပဲရင်ကြည့်ရမှာကိုရဲ့နော်ဟုတ်တယ်မလားအဲ့ဆိုကိုတကားဖွင့်မယ်နော်တေချာကျူးဆိုင်ပြီးတော့လွတ်လိုက်နော်အေးဟုတ်ပြီရတယ်မလုံးအေးစစ်လို့အေးဟုတ်ပြီကိုကလိမ့်မှာပါတယ်နော်နောက်ဆိုအဲ့လိုမျိုးနော်စိတ်မဆိုးတော့ဘူးနော်အေးဟုတ်ပြီ ကူဘာဟီးလဲနင်ငါ့ကိုမမအောင်ကောင်ပြောင်းပြီးတော့ဂျင်းထဲတာအကိစ္စဘလို့ဖြေရှင်းပေးမှာ ဂျာကြီးကလေ ဘာဂျာကြီးရလဲပြီးတော့အဲ့ဒီကောင်ကြီးရလဲ9ရက်တိတိပြောင်းလို့လည်းမရအမိမနဲ့လည်းပြဿနာဖြစ်ပြီးတော့တော်တော်ဖြေရှင်းလိုက်ရတယ် ဂျာကြီးကလေဂျာကြီးကိုချွတ်လို့စားရဲဟောင်း အေးနင်ငါ့ကိုအဲ့လိုမှွေနော်ငါတထဲကိုပြန်ပြောလိုက်လို့ရှိရင်နင်အလုပ်ပြုတ်မယ်နော်အဲ့နင်သိရမလား ဂျာကြီးရယ်အခုတောင်းမှမှာရအဲ့လိုတော့မလုပ်ပါနဲ့ အဲ့ဒါနင်ငါ့ကိုဘယ်လိုလုပ်ပေးမှာလဲ ဂျာကြီးကိုမဟုတ်ကျင်းမယ်လေ တေးကြရင်နော်ငါ့ကိုထက်ပြီးတော့ဂျင်းမထဲနဲ့နော် ထိုင်စိတ်ချဂျာကြီးကြိုက်တာအကုန်ပါနော်ကူရှင်းမယ်ဒီဇိုင်းရရှမ်းမြောက်ဆဆအကုန်ရရင်ဆောက်လို့လည်းအရင်ကွာကူတို့ဒီဇိုင်းမှာမျက်စားနေကြ နင်ငါ့ကိုဒီလောက်မှွေထားဒီလောက်တော့နင်နဲ့ဘာပြန်လုပ်ပေးရမှာပေါ့ပြီးတော့ငါတယောက်တည်းမဟုတ်သေးဘူးအမိမနဲ့ကလေးပါခေါ်ထားတယ်ဘာလဲနင်ငါ့ကိုဒါလေးတော့မတရာဘူးလား မဟုတ်ပါဘူးခေါ်ပါကြေးပါမယ် အားတဲ့ကြောက်ရထိုင် မစားချင်တာအကုန်ပါနော်ကူကြေးမှာဟုတ်ပြီ သသားလေးကြိုက်တာမှာနော် ဒိုင်းရတတလား ဟုတ်တယ်လေဘာဖြစ်လို့ ဘာမဟုတ်ပါဘူးတတချစ်စရာလေး မင်္ဂလာပါကိုရိုဆိုင်မှာကြိုဆိုပါရခင်ဗျကိုရိုမလို့ဗာလေးမှသုံးဆောင်မလဲ ဒီဆိုင်မှာဘာတွေရလဲ ဟုတ်ကျွန်တော်ဆိုင်မှာရှမ်းမြောက်ဆဆအကုန်ရပါတယ်မာလာရှန်ကောယူနန်မာလာရပါတယ်ခင်ဗျကလေးအတွက်ဆိုလို့ရှိရင်ဆူရှီနဲ့ပီဇာလည်းရပါတယ်လူကြီးမိဘတွေအတွက်ဆိုလို့ရှိရင်တော့အမေတောင်းခေါက်ဆိုလည်းရပါတယ်ခင်ဗျ အဲ့ဆိုရင်မလာရှန်ကတော့ပဲပြင်နော်ကိုကော်ဖီတောင်းမလား ကိုကကော်ဖီတစ်ခွက်တောင်းပါတတဆိုရင်လည်းပြတာပဲ
好，对呀，哎呀，妈呀，抢了呀！冲回来，冲回来，来，冲回来。 မောင်တန်းနေကူကူရှင်းလိုက်မယ် 哦，上午这个当门的哈， ဘာလာပြောနေတော့ငါဘာသွားချင်းနေတာ 我的谁说比方说不够，这个当门的。哦，你刚忙得了了？ ရှားတယ်ငါဘာတက်ချင်တာပါ 好，下连关都搞。哎，没错，谁都说话加比的，还没错的。后来什么话？你刚刚当完了没好？就等个见面对吧嘛？我他妈从上岸那个人我谁你妈得钱？ ဖြစ်ရတော့အဲ့လိုပါပဲဟာ အေးဟဲ့အကူကအချို့မပြေပါဘူး သူ့မေအားပြောอ่ะ 别人都是等来老先开那讲。老奶奶说我没那老的，哎，就说你应该那老。 ဟဲ့ဒီကောင်လေးကိုကြည့်အောင်စိုးမယ် အစင်လေးပဲသူကအ အရက်ကရှင်မဲ့ပုံ 哎，对了，谁说心机了？为什么偏偏 Apple 上那边端你了？这过了干嘛嘞？ သွားဘာမှလာမပြော 不当你，多叫我们当游戏。你这个谁说也没记住。哎呀， တမလည်းအင်တာဗျူးဖြစ်နေလို့ခတိရောက်မလာသေးဘူးလားမင်္ဂလာပါမင်္ဂလာပါရှင်ညီမအင်တာဗျူးဖြေဖို့ချိန်တိုင်းနဲ့တယောက်ပါဒါဘယ်လိုဖြစ်တာလဲညီမဟိုဘက်ကကုမ္ပဏီကပါအဲ့ကနေအလုပ်မထွက်ရသေးဘူးရှေ့တကားနေနေတယ်ဘူးကြောင်မဆက်ဘူးအင်းမခိုင်ကိုကလေတော့တော့မှဆိုအရင်တက်ကြပြီးပြန်လိုက်ခံနိုင်ရင်ရှင်ပြီးတော့လက်ဘောက်ကဘက်တွေကလည်းကိုအရင်ဘာဖြစ်ပါအခုနကလေကိုရဲ့လက်ဘောက်ကဘက်တွေဖြတ်သွားတွေ့လိုက်လို့ မြင်းဆောက်လာအခုဆိုချိန်တော့ကြာနေပြီလေ ရတွေ့ရင်မောက်ဆိုင်မှာမုန်းနေနေကိုပြန်လိုက်မယ်လေ ဟာကောင်းလိုက်လားကောင်းပြီလေအဆုံးပြန်လိုက်ပါအောင်နောက်နေ့နေပြန်ဆက်တက်လိုက်မယ်လေဟုတ်ကဲ့အာဟဲ့ဟာအစင်ပြေလား အဆင်ပြေ ဟဲ့တော့ကြိုက်ပဲသွားနေ ငါမလာရှက်ကတော့ရလေအဲ့ဒီနမီကိုမလာရှက်တော့တပွဲလားရောဒီမှာနေတဲ့စီလိုက် ဟာသဘောရေးစုကောင်းနေပါလား ရှာမရှိနေဒီမှာလာမြင်လား အေးယူမယ် ရော ဒါဘလူးအင်ကြီးပါလေပိုင်ရှင်မရှိရင်တော့လွတ်ပြတာကောင်းပါလေ ဘာဖြစ်တာလဲ အဲ့လိုကြွယ်ဦးလေးကအတိရောက်လာမလား အေးဟုတ်မယ် ငါရောက်နေနေအရင်တူလာပဲဟာ ဟုတ်လား အေးငါညနေကျမှရုပ်စမစကားတော့ပြောကြည့်အောင် အေး ဦးလေးဦးလေးလုပြတဲ့အိမ်ဘယ်ရောက်သွားရင် လွတ်ပလိုက်ပြီလေဒီချိန်ဆိုမိုက်ကတော့ပါသွားပြီ ဦးလေးကအဲ့ဒါအိမ်အသေးအမေကတော့လိုက်သွားမှာပဲ ဒီဥစ္စာမနက်ကတော့က မနှုတ်ဆက်နဲ့မပြေလားမသိဘူး ဘာလို့ခုဖုန်းမဆက်သေးရလဲငါညာလို့မခံတော့လားမသိဘူး ရောတထေးကျွေးခိုင်းလိုက်တာအားလုံးအစာပြေစားဘူး ဟုတ်ပါဒါလေးပဲလားကိုဘက်ကောင်ကညာအိုက်ကြီးရဲ့ ဘယ်လိုပြရလဲ ဒီလိုပါပဲอ่ะ ညီမလေး Photoshop ကိုသုံးသက်လားမနေ့ကအင်တာဗျူးမှာမေးဖို့မေးတော့လို့ ဟဲ့ဒီမင်းရေလောက်တက်လာတယ် မဟုတ်ဘူး Photoshop လုပ်တဲ့ရင်မနေ့ပြန်အလုပ်လာဆင်လို့ရပြီလို့လာပြောတာ လောက်တက်ပါငါဘေးကုမ္ပဏီမှာနင်တို့မသိအောင်အလုပ်ပါဖို့လျှောက်ထားတာလေအခုအလုပ်ရလာလို့လေမိုက်တယ်ဟာ ဟဲ့ကူ ဟောတထေးပါလားဒီမှာဘူးတခါတည်းပြောလိုက်မယ် အေးအဲ့ဘေးယာကုမ္ပဏီကလည်းငါကုမ္ပဏီပဲငါကုမ္ပဏီပဲ ဒီမှာပါစေ ဟောငါဘာလို့နဲ့လောက်ခံရမှာလဲ အခုပြောတာပဲဘူးတထေးမခွဲနိုင်ပါဘူးလို့
ဘာလို့မရွေးချယ်ခဲ့ရလဲ ဟောငါဘာလို့နေကိုမရွေးချယ်လဲဆိုတာနင်သိချင်တယ် သိချင်တယ်အာနာရဲအာနာရဲ ဒီမှာကြည့် နော်ရဲမတော်ရဲ တွေ့ပြီလားငါဘာလို့သူ့ကိုရွေးချယ်လဲဆိုတာ ဟမ်